လက်ရှိနိုင်ငံရေးစီးပွားရေးကြက်သိမ်းနေတဲ့ကာလမှာမိဘတွေဟာကိုသားသမီးတွေရဲ့အနာဂတ်ကိုဘယ်လိုဆက်လက်ထုစစ်ထောက်ပံ့ကြမလဲဆိုတာကအရေးကြီးတဲ့မေးခွန်းတစ်ခုဖြစ်လာနေပါတယ်။ဒီလိုနဲ့ပဲရေချမြေချနိုင်ငံရေးချမှာပညာသင်ယူဖို့ကိုစဉ်းစားလာတဲ့လူငယ်တွေဟာပိုများလာနေပါတယ်။ဒါဟာမိသားစုအများပိုင်းအတွက်လွယ်ကူဖြစ်နိုင်တဲ့အခြေအနေမဟုတ်ပေမဲ့တချို့သက်ဆွမ်းနိုင်ပြီးလမ်းစာရှာဖွေနေတဲ့လူငယ်တွေနဲ့ကြောင်းသားမိဘတွေအတွက်ရည်ရွယ်ပြီးဒီတစ်ခေါက်ကချင် Waves ရဲ့လူငယ်ဘဝလူငယ်ခန္ဓာအစီအစဉ်မှာတော့အိမ်နီးချင်းထိုင်းနိုင်ငံမှာကြောင်းတက်ရောက်နေတဲ့လူငယ်တွေရဲ့အတွေ့အကြုံနဲ့သူတို့ရဲ့အကြံပေးချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ညီမအစတဲ့ပေါ့နော် study abroad လုပ်ဖို့အတွက်စိတ်ကူးတွေရှိရပေါ့နော်အဓိကအနေနဲ့တော့ Europe ဘက်တွေတွားချင်တာပေါ့ဒါပေမဲ့ပို့ပြီးလွယ်ကူပြီးတော့တွားလို့ရတဲ့နေရာလည်းဖြစ်တယ်အိန္ဒိယနိုင်ငံလည်းဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်တွားရလာရလည်းလွယ်ကူတယ်အဲ့ဒါနဲ့ပဲထိုင်းနိုင်ငံမှာကျောင်းတက်ဖို့ဖြစ်သွားတာပါလို့ Assumption University ကကြပြန်တော့ထိုင်းမှာတော်တော်လေးနာမည်ကြီးတဲ့ International University တစ်ခုထဲမှာပါတယ်ပေါ့နော်ညီမမြကြီးနားမှာရှိနေတော့ Assumption University ကိုကြားလည်းမကြားဘူးတိလည်းမတိဘူးပေါ့နော်ဒါပေမဲ့line ပေါ်မှာအဲ့လိုမြန်မာနိုင်ငံကလည်းအလွယ်တကူတွားလို့ရတယ် foundation program ရှိရပေါ့မြန်မာနိုင်ငံရန်ကုန်မှာfoundation program လေးတက်ပြီးတော့ရောက်လာတာပေါ့နော်အဲ့ foundation program မှာတခါတည်းသူတို့ကအကြောင်းလျှောက်ပေးတဲ့ process တွေကအစအကုန်လုံးလုပ်ပေးတဲ့အခါကျတော့အလွယ်တကူတွားလို့ရတဲ့အခြေအနေတစ်ခုမှရှိနေရပေါ့နော်အဲ့ဒါနဲ့ assumption ကိုရွေးချယ်ဖြစ်သွားတာပါလို့ဟုတ်ကျောင်းမှာ major တွေအများကြီးရွေးလို့ရတဲ့ဟာရှိတယ် business ရှိတယ် IT နဲ့ပတ်သက်တဲ့ဟာတွေရှိတယ် nursing commerce အများကြီးပေါ့နော်ရွေးချယ်ယူလို့ရတယ်ကိုဝါသနာပါတဲ့ဟာကိုရွေးချယ်ယူလို့ရတဲ့ဟာရှိတယ်ပြီးလို့ရှိရင် international school ဖြစ်တဲ့အတွက် language နဲ့ပတ်သက်ပြီးတော့လည်းသူတို့စာသင်တာ English လိုပဲသင်ပေးရပေါ့နော်အခါကျတော့စာလည်းပို့ပြီးတော့စာသင်ရတာလည်းအဆင်ပြေတယ်လို့ခံစားပါတယ်ဟုတ်သူမကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးမှာတည်ရှိတဲ့ Assumption University တက္ကသိုလ်မှာ Hospitality and Tourism Management HTM ကိုစီပူလေးလာသင်ယူနေတဲ့ဒုတိယနှစ်ကျောင်းသူမြချီနာသူမကျော်ဆိုင်လွေပဲဖြစ်ပါတယ်။စာသင်ကြားမှုအခြေအနေနဲ့ကျောင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံကိုလည်းမကျော်ဆိုင်လွေကဆက်လက်ပြီးမျှဝေထားပါတယ်။ညီမကြပြန်တော့AU MSc ပေါ့နော် Assumption Myanmar Community ရဲ့ member တယောက်အနေနဲ့အခုပါထားရပေါ့နော်အခါကျတော့ကိုယ့်ရဲ့ network ကိုပို့ပြီးတော့ချဲ့လာနိုင်တယ်ပြီးလို့ရှိရင်မြန်မာ community ကြပြန်တော့ဒီ international community ရဲ့အောက်မှာဆိုတော့ international community နဲ့လည်းအချိတ်အဆက်ရှိရပေါ့နော်အခါကျတော့ကျောင်းရဲ့လိုအပ်တာဘာညာညာကအစကိုယ့်ရဲ့အကိုကြီးအမကြီး senior တွေကိုယ့်ရဲ့အဲ့ community ထဲက member တွေနဲ့အချင်းချင်းတိုင်ပင်လို့ရတယ်ပြီးလို့ရှိရင်သူတို့တွေစီကနေလည်းအကြံဉာဏ်ကောင်းတွေရတယ်ပေါ့နော်ဆိုတော့ကျောင်းမှာအဲ့လိုမျိုး activities တွေပါချင်းအဖြစ်ကတော့ကိုယ့်စီမှာအကျိုးရလဒ်ကတော့အများကြီးရှိပါတယ်လို့တော်တော်လေး fun ဖြစ်တဲ့activities တွေလုပ်ပေးတဲ့အခါကျတော့ပျော်ရပါတယ်လို့ကိုတင်ယူစီပူလို့တဲ့မေဂျာလိုက်ကျောင်းစိတွေဟာကွာခြားသွားပြီးမကျော်ဆိုင်တွေရဲ့အတွေ့အကြုံအရာကတော့အခြေခံအပြင်သူမရဲ့ကျောင်းစိဟာတစ်နှစ်မှာဘတ်3,300အပြင်အမခံချက်အနေနဲ့ဘတ်2,000ထိသွင်းကုန်ကြတယ်လို့ဆိုပါတယ်မြန်မာချက်နဲ့တွက်ချက်ရရင်တော့တစ်နှစ်ကို300ဝန်းကျင်မှာရှိတာကိုတွေ့ရပါတယ်သူမအနေနဲ့ဘန်ကောက်မြို့မှာနေပြီးကျောင်းတက်တဲ့အခါနေတိုင်းစားတောက်ရေးအတွက်တစ်လအသုံးစရိတ်ကိုအခုလိုပြောပြပါတယ် accommodation အနေနဲ့ပြောမယ်ဆိုလို့ရှင်တော့ကိုနေတဲ့ကွန်ဒိုပေါ်မှာမူတည်ပြီးတော့မီတာခရေခအကုန်လုံးအပါဆိုလို့ရှင်တော့6,000နဲ့1,000ဝန်းကျင်မှာရှိတယ်ပေါ့နော်အဲ့ဒါကိုကတော်တော်လေးနေပျော်ပြီးတော့အဲ့ဒီဝန်းကျင်မှာနေနိုင်လို့ရှင်ကတော့တော်တော်လေးအဆင်ပြေပါတယ်လို့ဆိုတော့တခြားအစားအသောက်နဲ့ပတ်သက်ပြီးကြပြန်တော့ကိုစားတဲ့ပုံမှာမူတည်ပြီးတော့ညီမဆိုလို့ရှင်တရက်ကို150ဘတ်ဂျက်နဲ့စားတယ်ပေါ့နော်အဲ့လောက်ဝန်းကျင်မှာတွားကြတယ် transportation အနေနဲ့ကြပြန်တော့ကိုကကျောင်းကနေလာကြိုပေးတဲ့ van တွေလည်းရှိရပေါ့နော်ကွန်ဒိုတိုက်ရိုက်လာကြိုပေးတဲ့ van တွေလည်းရှိရကိုကအဲ့လိုမျိုး van လာကြိုပေးတဲ့ကွန်ဒိုတွေမှာနေလို့ရှင်တော့တရက်ကိုအသွားအပြန်ကို20ပဲကြာမယ်ပေါ့တစ်ဆက်တည်းမှာပဲချင်းမိုင်တက္ကသိုလ်မှာ Chinese Stream ကပေးတဲ့ပညာတော်သင်ဆု Food Scholarship နဲ့ Social Science and Sustainable Development ဘာသာရပ်ကိုလေ့လာစီပူပြီးလက်တွေ့ internship အတွေ့အကြုံတွေယူနေပြီဖြစ်တဲ့စတုတ်ထနဲ့ကျောင်းသားကိုဇွန်ခေါင်ကလည်းသူ့အတွေ့အကြုံတွေကိုအခုလိုမျှဝေထားပါသေးတယ်ပညာသင်ယူတဲ့အတွေ့အကြုံကတော့ဒီချင်းမိုင်ကဘယ်လိုပြောရမလဲနည်းနည်း learning environment ကနည်းနည်းတော်တော်လေးတော့ကောင်းတယ်လို့တော့ပြောလို့ရမယ်ပေါ့နော် University life ကိုကောင်းကောင်းလေးခံစားလို့ရပေါ့ဒီမှာ campus ရောအကြီးကြီးပဲဆိုဒီပညာသင်ယူတာဒီအများကြီးဘယ်လိုပြောမလဲနီလန်ပေါင်းစုံနဲ့သင်ယူခွင့်ရတယ်ပေါ့ဒီမှာရခဲ့ပေါ့ကျွန်တော်တို့ရဲ့ major မှာတော့ဒီfree trip သွားတဲ့အပိုင်းတွေပြီးရင်ဒီကို lecture တွေကနေသင်ယူထားတဲ့ဒီ theory ဘိုင်းတွေပါတယ်ဆိုလက်တွေ့ practically
project တွေပါတယ်လုပ်တဲ့အပိုင်းတွေပေါ့နော် research project ပိုင်းပြောချင်တာဒီဒီတင်ယူတဲ့ဒီ curriculum ကသူတို့လုပ်ထားတဲ့ဟာတော်တော်လေးတော့ကောင်းတဲ့အထက်ကိုအတွက်တော့ကောင်းတယ်လို့တော့အဲ့လိုတော့ထင်ပါတယ်ပေါ့နော်ပြီးရင်အခုလက်ရှိတော့ဘောဆက်ချင်းရောက်လာတဲ့အချိန်မှာကိုကဘာမှကောင်းကောင်းလေးအများကြီးတော့ဘာမှမသိဘူး network လည်းအရန်ကြီးဒီပထမနေ့ဒုတိယနေ့လောက်ဆိုရင်အရန်ကြီးအဲ့လိုမျိုး activity လည်းအများကြီးမတွားဘူးပေါ့ဆိုတော့ဒီ first year နဲ့ second year မှာအကောင်းဆုံးပဲပေါ့ဒီ activity ဘာတွေ joy ရမယ်အပိုင်းတွေပြီးရင်ဒီ gathering ဘာတွေ event တွေများများ join အဲ့လိုမျိုး join မှာပဲကိုကဒီနောက်ပိုင်းမှာပူပြီးမှပေါ့ဖြစ်တယ်ပေါ့ဒီ final year တက်ရရောက်လာတဲ့နောက်ပိုင်းတော့မအားတဲ့ဟာများတယ်ပေါ့ activity project အကြမ်းများတဲ့အချိန်ကျတော့အဲ့လိုမျိုး light join ဖို့တော့အဆင်မပြေဘူးပေါ့နော်ဘေးနိုင်ငံဘေးချောင်းကိုပဲရှောက်ရှောက်ကာယကံရှင်အနေနဲ့ကိုတက်ဖို့ရွေချက်ရှိတဲ့နိုင်ငံကျောင်း scholarship စတာတွေကိုစနစ်တကျကိုယ်တိုင်လေ့လာသင်တယ်လို့ဆောင်ရံနဲ့ရှောင်ရံများကိုလည်းကိုစံခေါင်ကအထူးတတိပေးပြောပြပါတယ်အကောင်းဆုံးကကိုကဒီဟိုကချင်းမိုင်မှာပဲရှောက်ချင်တာပဲဖြစ်ဘယ်နေရာမဆိုပေါ့ကိုရှောက်ချင်တဲ့ကျောင်းတက်တော့မယ်ကျောင်းရှောက်တော့မယ်ဆိုတော့အကောင်းဆုံးကကျောင်းရအကြောင်းကိုကောင်းကောင်းလေးဒီပြောချင်တာဒီကျောင်းမှာအားလုံး information ကအားလုံးရှိတယ် emission နဲ့ဆိုင်တဲ့ဟာဒီလိုအပ်ချက်တွေပါတယ်ဆိုအားလုံးတို့မှာရှိပြီးသားကောင်းကောင်းလေးဒီကျောင်းရဲ့ website မှာကောင်းကောင်းလေးလေ့လာပြီးမှဘာတွေလိုအပ်လဲဘာတွေပြင်ဆင်ရမယ်ဆိုတာကျောင်းမှာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့တစ်ချက်ဟို remind တော့လုပ်ချင်တယ်အခုများတော့အဖြစ်တော့ဟိုတယောက်ကိုမေးလိုက်ဒီတယောက်ကိုမေးလိုက်ဟိုတယောက်ကတမျိုးပြောလိုက်ဒီတယောက်ပြောချင်တာမတူတဲ့အချိန်မတူတယောက်နဲ့တယောက်ပြောလဲမတူပြောချင်အကောင်းဆုံးကကိုကကျောင်းသွားတက်တော့မယ်ဆိုအဲ့ကျောင်းကိုတက်ချင်တဲ့ကျောင်းမှာကောင်းကောင်းလေး website မှာကျောင်းတဲ့ website ရှိတယ်ကျောင်းတဲ့ကသူ့ရဲ့ဟိုသူ့ရဲ့ requirement ဘာညာအားလုံးကသူ့ရဲ့ website မှာရှိပြီးသားအဲ့မှာကောင်းကောင်းလေးလေ့လာကျေချင်တယ်ပေါ့အဲ့ချိန်မှာကို confuse လည်းဖြစ်ရှာမလို့ပေါ့အဲ့ကျောင်းမှာလိုအပ်တဲ့ဟာကိုကောင်းကောင်းလေးလေးလာပြီးမှပြင်ဆင်ပေါ့နော်အဲ့တော့အကောင်းဆုံးပဲပေါ့ပြီးရင်နောက်တစ်ခုကဒီတချို့ကဒီမြန်မာပြည်ကများတော့အဖြစ်ကခက်ခဲကြပေါ့ခက်ခဲကြဆိုတော့ဟို scholarship ရောအတွက်ရောသူကပြင်ဆင်ကောင်းတယ်ပေါ့နော်ပြင်ဆင်တော့ပြောချင်တာ scholarship ကပေးတာအများကြီးပေးကြပါတော့ program အများကြီးရှိရောဒီမှာဆိုတော့ကိုလည်းအတင်တော်ဆုံးဟာကိုကောင်းကောင်းလေးလေ့လာပြီးမှဟောပြင်ဆင်အချိန်တော့ယူရမယ်တင်တဲ့ဟောပြင်ဆင်တဲ့ဟာရောတချို့ကဖြစ်တယ်လို့ရေးဖြစ်တယ်လို့ရှောက်အဲ့လိုမျိုးဆိုတော့3-4နှစ်ရှောက်လဲမပါဆိုအဲ့လိုစိတ်သက်ချတဲ့အပိုင်းတွေရောကိုကရှောက်တော့မယ်ဆိုကိုနဲ့ကြိုက်တယ်ထင်တဲ့ဟာကိုကောင်းကောင်းလေးရွေးထားပြီဆိုအဲ့ဒါကိုအချိန်ပေးပြီးမှလိုအပ်တဲ့ဟာကိုကောင်းလေးပြင်လိုက်အဲ့ဆိုတော့တခါမဟုတ်တခါနှစ်ခါလောက်ရှောက်ရင်တော့ရနိုင်တယ်ပေါ့နော်အဲ့ဒါပြောချင်တာ commitment ရောရှိရမယ်ရောင်လေနဲ့ခဏပြောလို့ကိုတိုင်ကဒီအကြောင်းရှောက်တော့မယ်အကြောင်းရအကြောင်းကောင်းကောင်းမလဲလာဒီ scholarship ရှောက်တော့မယ် scholarship အကြောင်းကောင်းကောင်းမလဲလာမယ်သူများပြောတဲ့ဟာတွေပဲ like နားထောင်နေတယ်ကိုကသူများက information ကအစုံပြောနေတာ best စုံကနေဟိုအလုံးပြောတဲ့အချိန်ကကိုကပိုပြီးတော့ confuse ဖြစ်တတ်တယ်ပေါ့တခါတလေဖြစ်တတ်တဲ့ဖြစ်နေကြတယ်ထင်တယ်ကျွန်တော်ထင်တာအဲ့လိုမျိုးအချိန်တော့ပေါ့ကိုတိုင်ကအရင်ဒီ scholarship ရှောက်မယ်ဆို scholarship ရဲ့အကြောင်းကိုကောင်းကောင်းလဲအရင်လေ့လာလိုက်မတိတဲ့ဟာကမဲလို့ရတယ်ပေါ့နော်မတိတဲ့ဟာကိုအဲ့မှာကိုလေ့လာတဲ့အချိန်မှာမတိတဲ့ဟာကိုဟို senior တွေများတဲ့ဟာမဲလိုက်အဲ့ဆိုပိုပြရှင်းသွားလိမ့်မယ်ကိုစံခေါင်တက်နေတဲ့ချင်းမိုင်တက္ကသိုလ်မှာလည်းမေဂျာအလိုက်ကျောင်းစရိတ်တွေဟာကွာခြားတွားတာဖြစ်ပြီးအနည်းဆုံးတစ်နှစ်ကိုဘတ်9500ကစားလို့သိန်းကျော်ထိမြန်မာငွေနဲ့တွက်ချက်ပါကသိန်း130နဲ့သိန်း140ဝန်းကျင်ကြားမှာရှိကြောင်းဆက်ပြောပါတယ်။ချင်းမိုင်မြို့မှာကျောင်းတက်မယ်ဆိုရင်တော့ဘန်ကောက်မြို့ထက်နေတိုင်းစရိတ်ရေးအတွက်ကုန်ကျစရိတ်တက်တာသလိုတကူရီသုံးဆွဲမှုပုံမူတည်ပြီးတရက်ကိုဘတ်ငွေ150ဆိုရင်တရက်သားစားတောက်စရိတ်အတွက်ဖူလုံပြီးဖြစ်ကြောင်းသူကဆိုပါတယ်။ဆက်ပြီးတော့ Rangsit University မှာInterior Design Major ကိုလေ့လာစီးပူးနေတဲ့ဒုတိယနှစ်ကျောင်းသူမဂျာဆိုင်မိုင်ကလည်းထိုင်းနိုင်ငံမှာပညာစီးပူးခြင်းရဲ့အားသာချက်အားနည်းချက်တွေကိုဆက်လက်ပြီးမျှဝေထားပါတယ်။အခုဒီကျောင်းမှာတက်ပြီးတော့ဗောနော်ထိုင်းနိုင်ငံမှာကျောင်းတက်ရအတွေ့အကြုံရဆိုရင်တော့ဘယ်လိုပြောမလဲတခြားနိုင်ငံမှာတွေတွားတက်မဲ့အစားဒီမှာတက်တဲ့အတွက်ကြောင့်မို့ကိုကအရန်ခက်ခဲရတော့တိတ်မှတော့မရှိဘူးပေါ့နော်အစားအသောက်အနေထိုင်အစားကိုယ် culture နဲ့နည်းနည်းညီမျှရပေါ့ကိုက်ညီရပေါ့တခြားနိုင်ငံမှာကျတော့အဲ့ဒါမိဘတွေအနေနဲ့ရောအဲ့ဘက်မှာတော့နည်းနည်းပူပန်ရပါဘောเนาะထိုင်းမှာဆိုရင်တော့အဆင်ပြေတယ်တခုရှိတာကတော့သူကစာတင်တဲ့အခါမှာ language barrier နည်းနည်းပါတော့ရှိရပါဘောเนาะဒါပေမဲ့ဆရာမတိုင်းတော့မဟုတ်ဘူးများတော့အဖြစ်ကတော့အဆင်ပြေတယ်တချို့ဆရာမတွေနဲ့ကကျတော့နည်းနည်းစာတင်တဲ့အခါမှာနည်းနည်းညှိယူရတာတို့နည်းနည်းပါတော့
ခက်ခဲရောရှိပါတယ် overall အနေနဲ့တော့အဆင်ပြေရပေါ့နော်မိဘရဲ့အနေနဲ့ကကျတော့ဘယ်လိုဖြစ်လဲဆိုတော့ထိုင်းမှာကများတော့အဖြစ်ကနော်ဒီမှာအလုံးလုံးမရဘူးအိမ်ကပဲ fully တော့ 100% အားလုံး support လုပ်ပေးရတဲ့အတွက်ကြောင့်မို့အခက်ခဲရောနည်းပါးပါးရှိရဒါပေမဲ့ကိုကကိုသားသမီးကိုပေါ့နော်ပညာရေးအတွက်ဒီမြေတောင်မြောက်ပေးချင်တယ်ဆိုရင်တော့ဒီအခုလောလောဆယ်အခုနိုင်ငံရေးအခြေအနေနဲ့ကျတော့ထိုင်းမှာအကောင်းဆုံးလို့ပြောလို့ရနေရပေါ့နော်တခြားနိုင်ငံမှာတွေကတော့မရတာမဟုတ်ရတယ်ဒါပေမဲ့လူအင်အားငွေအင်အားတခြားprocess တွေလည်းကြာတယ်အချိန်တွေလည်းကြန့်ကြာတဲ့အတွက်ကြောင့်မို့အခုဒီမှာတက်ဖို့ကတော့အဆင်ပြေနေရပေါ့နော်ဒီအခုအခြေအနေရပေါ့ Rangsit University မှာလည်းပဲတခြားကျောင်းနည်းတူကိုစိတ်ဝင်စားတဲ့ major အလိုက်ကျောင်းစရိတ်ကွာခြားမှုရှိပြီးလက်ရှိ design မှာတက်ရောက်နေတဲ့ interior design မှာတော့တစ်နှစ်ကိုဘတ်2သိန်းကျော်လောက်ကုန်ကျကြောင်းပြောပါတယ်မိမိရဲ့ဝင်ငွေ major ရွေးချယ်မှုနဲ့အနာဂတ်ရည်မှန်းချက်တွေကိုသေချာစဉ်းစားပြီးဆုံးဖြတ်ဖို့လိုအပ်ကြောင်းမာကျော်ဆိုင်လွင်ကိုစောင်းခေါင်နဲ့မာကျော်ဆိုင်မိုင်တို့ကတော့အကြံပြုကြပါတယ်